အားလုံးပဲမင်္ဂလာပါ Yesport TV နဲ့ Yesport ဆိုင်ရန်ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကလည်းပေါ့နော်ဒီလိုမျိုးရက်သက်တစ်ပတ်မှာကစားသွားမဲ့ပွဲစဉ်တွေကမှပွဲစဉ်၄ပွဲလောက်ကိုရွေးထုတ်ပြီးတော့မှကျွန်တော်ရွေးချယ်ပေးသွားခဲ့တယ်ဒီတစ်ပတ်မှာလည်းပေါ့နော်ဒီလိုမျိုးပဲကျွန်တော်ပွဲစဉ်၄ပွဲကိုရွေးထုတ်ပြီးတော့မှအကျိုးသုံးသက်ချက်အနေနဲ့ပြုလုပ်ပေးသွားခြင်းတယ်ပေါ့ကျွန်တော်ပထမဦးဆုံးရွေးချယ်ထားတဲ့ပွဲကတော့ဒါ Manchester United တင်နဲ့ Brentford တင်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် Manchester United ကတော့သိတဲ့အတိုင်းပဲဒီရာသီမှာ Europa League ကိုပဲတေချာအာရုံစိုက်နေတာကိုတွေ့ရတယ်နီးပြအမူရင်ကိုယ်တိုင်ကဝန်ခံထားတဲ့ Premier League ကိုသူတို့အနေနဲ့အာရုံစူးစိုက်မှုအဲ့လောက်မရှိတော့ဘူးဆိုပြီးတော့ဝန်ခံထားတာတွေ့ရတယ်ဆိုတော့ Premier League မှာ United ကဘယ်လိုရက်လက်မျိုးတွေထွက်ပေါ်လာသည်ဖြစ်စေအဆင့်တက်လာဖို့လည်းမရှိသလိုအဆင့်ကျသွားဖို့လည်းမရှိဘူးဆိုတော့ဒီပွဲစဉ်မှာ United က Brentford ကိုရှင်ပြိုင်လာတဲ့အခါမှာဒါကစားမတွေ injury မထိအောင်ပဲအဓိကထားပြီးတော့ရှင်ပြိုင်ကစားလာဖို့ရှိတယ်ပြီးတော့လို့ရှိရင်ဒါ United ရဲ့အဓိကပြဿနာလို့ပြောလို့ရတယ်ဒီတရားဒီလုံးမှာရင်ဆိုင်လာရတဲ့ဒါရှေ့တန်းကစားသမားတွေကိုမသွင်းနိုင်တဲ့ပြဿနာသိန်းသိန်းရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့ရှေ့တန်းကစားသမားတွေကိုသွင်းနိုင်တဲ့အချက်က United မှာတကယ်ကိုယူပေါက်ကြီးတစ်ခုလိုမျိုးကြီးဖြစ်နေတယ်ဆိုတော့ဒီအချက်က United မှာတော်တော်လေးကိုစိုးတဲ့အချက်လို့ပြောလို့ရတယ်ဆိုတော့ဒါနောက်တန်းကစားသမားတွေဒါ Maguire တို့ဘာလို့ဒီမူခေါင်းတိုက်ပြီးတော့ဂိုးတက်သွင်းတာတို့ဘာလို့ကကောင်းပါလေဒါပေမဲ့လည်းအရှိရကစားသမားတွေပေါ့နော်ဒါကိုဂိုးမသွင်းနိုင်တဲ့ပြဿနာကတော်တော်ကြီးကိုစိုးတယ် West Ham Highland ဆိုလို့ရှိရင် Premier League ရဲ့အညံဆုံးတိုက်စစ်မှုတွေထဲမှာပါတယ်လို့တော့မှပြောလို့ရတယ်ဒါ Zaxi ကတော့ဟိုသူကနေသူကောင်းတယ်ဆိုပေမဲ့လက်ရှိမှာဒါတန်ရာချင်းနေကြောင်းပါဝင်နိုင်ခြင်းမရှိဘူးဆိုတော့ကျွန်တော်ကဒီပွဲစဉ်ကိုခံမှန်းပေးရမယ်ဆိုလို့ရှိရင် United အနေနဲ့အလွန်ဆုံးတည်ရပါပဲရှုံးသွားခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အံ့ဩစရာမရှိဘူး Brentford ကွင်းမှာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ United အနေနဲ့ Europa League ကိုပို့ပြီးတော့အာယုံစိုက်မဲ့သဘောမှရှိနေတာရဲ့ပြီးတော့ဒီ Bilbao နဲ့ပွဲကစားပြီးသွားတဲ့အချိန်မှာကစားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကစားမတွေပွဲပဲတဲ့ဒဏ်ကိုနည်းနည်းလေးခံစားနိုင်ရတာကြောင့်မလို့ဒီပွဲစဉ်ကို United အနေနဲ့တည်ရလောက်ပဲကစားသွားလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပြီးလို့ရှိရင်ဒါနောက်တစ်ပွဲပေါ့ဒါ Liverpool နဲ့ Chelsea တင်းတို့ရဲ့ပွဲစဉ်ဒါလက်ရှိ Premier League Champion Liverpool တင်းကတော့ဒါပထမဦးဆုံးအကြိမ်ဖြစ်တဲ့ God of Honor အနေနဲ့ကွင်းထဲကိုဝင်ရောက်ခွင့်ရမယ်ပွဲစဉ်တစ်ခုဖြစ်တယ်ပြီးခဲ့တဲ့ Spurs တင်းနဲ့ပွဲစဉ်မှာ Liverpool အနေနဲ့အိမ်ကွင်းမှာအနိုင်ယူပြီးတော့Premier League Champion ဖြစ်ခဲ့ပြီပေါ့နော်ဒါအမှတ်ပေး Champion အကြိမ်20မြောက်ဖြစ်နေ Liverpool တင်းကမှတ်တမ်းသစ်ရေးထိုးသွားနိုင်ခဲ့ပြီဆိုတော့ဒီနေ့ပွဲစဉ်မှာ Chelsea ဘက်ကနေဆိုရင်လို့ရှိရင်တော့ဒါပြောစရာနည်းနည်းတော့ရှိတယ်ဘာလို့လဲဆိုတော့Chelsea ကဒီရာသီမှာသူတို့အနေနဲ့မျှော်လင့်ချက်က Conference League ရှိတယ်လာမယ့်ရာသီအတွက် Champion League ဝင်ခွင့်ရှိတယ်ဆိုတော့ဒီရာသီမှာ Premier League ကလက်ကျန်ပေါ့နော်ဒီ Champion League ဝင်ခွင့်နေရာ2နေရာလောက်ကိုအသင်း3-4သင်းလောက်ကတကယ်ကိုအပြိုင်လုနေရတာဆိုတော့ဒီထဲမှာ Chelsea ကလည်းအပါဝင်ဖြစ်တယ် Chelsea အနေနဲ့ဒီပွဲကိုကျင်းနေတဲ့အာယုံစိုက်ပြီးတော့ကစားမှာအဲ့တော့တစ်ဖက်က Liverpool က Champion ဖြစ်သွားပြီဗျာ Champion ဖြစ်သွားပြီဆိုတော့သူတို့အနေနဲ့အဲ့လိုကြီးဒီကစားမတွေကိုအားကုန်ထုတ်ပြီးတော့ကစားမှာမဟုတ်တော့ဘူးလူငယ်ကစားမတွေကိုနေရာပေးခြင်းလည်းပေးမယ်အမှုပို့ပါပဲကစားခြင်းလည်းကစားမယ်ဒါပေမဲ့တစ်ဖက်က Chelsea ကတော့တကယ်ကိုဟိုမိုင်းကုံထုတ်ပြီးတော့ဟိုခြေစွမ်းကိုအသက်ကုန်တင်ပြီးတော့ဆော့မှရမှာသူတို့အတွက်အရေးကြီးတဲ့ဒီ Champion League ဝင်ခွင့်တနေရာကဒီနေ့ပွဲစဉ်ကတကယ်ကိုဟိုအရေးပါတယ်ဗျာသိလားဆိုတော့ Liverpool တင်းကိုသူတို့အနေနဲ့အနိုင်ကစားပြလိုက်နိုင်ပြီဆိုလို့ရှိရင်သူတို့အတွက် Champion League ဝင်ခွင့်တနည်းရဖို့ကတော်တော်လေးကိုရလက်ကောင်းသွားပြီလို့ပြောလို့ရတယ်ကျွန်တော်အနေနဲ့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် Liverpool အနေနဲ့ Champion လည်းဖြစ်သွားပြီဆိုတော့ဒီပွဲကိုအများကြီး risk မယူလောက်တော့ဘူးလူငယ်တွေနဲ့ပဲထွက်လာဖို့များတယ်ဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်အနေနဲ့ Chelsea ကအနိုင်ကစားသွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ပြီးသွားလို့ရှိရင်ဒါ Real Madrid နဲ့ Celta Vigo တင်းတို့ရဲ့ပွဲစဉ်ပေါ့ La Liga ကကြတော့ Premier League နဲ့မတူတဲ့ချက်ကပါလဲဆိုတော့လက်ကျန်ပေါ့နော်ဒီ၄ပွဲလောက်လိုသေးတဲ့အချိန်မှာ Champion ဆုအတွက်ကအဖြေအခုထိမပေါ်သေးဘူး Real နဲ့ Barcelona က၄မှတ်လောက်ကွာဟနေသေးတယ်ဒါပေမဲ့မျှော်လင့်လို့ရသေးတဲ့အနေထားပေါ့နော်ရေမထွေတဲ့အနေနဲ့ဒီရာဒီမှာကွင်းတွင်းကွင်းမြင်ကိစ္စရက်ကလေးတွေနည်းနည်းလေးအရှုပ်ထွေးလေးတွေများတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ရေမထွေကတော့ဒါရေမထွေပဲပေါ့သူတို့အနေနဲ့ပြန်လာနိုင်အောင်ကြိုးစားအောင်ပါပဲဒါမိပြအန်ဆလော့ဒီအနေနဲ့လည်းတခုခုလုပ်ပြနိုင်လေဦးမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဗျာဒီလားဆိုတော့ကျင်းသေးပါတယ်ရေမထွေအနေနဲ့ဒီပွဲစဉ်ကိုအနိုင်ကျင်းသေးပေါ့ကစားလိမ့်မယ်လို့ထင်တယ်ဒါအင်ရှင်ပရိသတ်ရှိမှောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရေမထွေအနေနဲ့ပရိသတ်တွေကိုအပျော်တစ်ခုတော့ပေးလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်ကတော့ရေမထွေအနေနဲ့ကျင်းသေးပေါ့အနိုင်ပါပဲလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဆိုတော့ဒါနောက်တစ်ပွဲကတော့ဒါ Bayern Munich နဲ့ဒါ Leipzig တင်းတို့ရဲ့ပွဲစဉ်ဒီပွဲက Leipzig တင်းရဲ့အိမ်ကွင်းမှာကစားရမယ်ဒီပွဲမှာနိုင်သွားခဲ့ပြီဆိုလို့ရှိရင် Bayern Munich ကဒါ Bundesliga Champion ဖြစ်ပြီ Bayern Munich တင်းရဲ့တိုက်စစ်မှု Harry Kane အနေနဲ့သူ့ရဲ့ကစားသမားဘွားတစ်လျှောက်ပထမဦးဆုံးအကြိမ်ဖြစ်ဒါစူဖလားကင်မြောက်ခွင့်ရမယ်အခွင့်အရေးဖြစ်လာမယ်ရာသီလို့ပြောလို့ရတယ်ဆိုတော့ဒါပေမဲ့ဒီ Leipzig နဲ့ပွဲစဉ်ကို Harry Kane ကပါဝင်နိုင်ခြင်းတော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒါအဝါကတ်9ကတ်ပြည့်ထားတာအတွက်ကြောင့်မလို့ပွဲပယ်ကြခံရတယ်ဆိုတော့ဒီဘက်မှာ Harry Kane အနေနဲ့ပါဝင်နိုင်ခြင်းမရှိဘူးဒါပေမဲ့ Bayern Munich က Harry Kane ပါသည်ဖြစ်စေမပါသည်ဖြစ်စေဒီနေ့ပွဲစဉ်ကိုတော့ကျွန်တော်ကျင်းနေပါအနိုင်ကစားလိမ့်မယ်လို့ထင်တယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ပွဲစဉ်ကိုနိုင်သွားခဲ့ပြီဆိုလို့ရှိရင် Bayern Munich အနေနဲ့ကလက်ကျန်ပွဲစဉ်တွေကိုတက်တောင့်တက်တာနဲ့ပဲဖြတ်တန်းသွားလို့ရပြီသူတို့အနေနဲ့ Bundesliga Champion
ဆုကိုဒါရယူနိုင်ပြီပေါ့။လိုက်ပစစ်ကလည်းဒါချန်ပီယံလိဝင်ခွင့်အတွက်ဒါအားထုတ်ပြီးတော့မှကစားလာနိုင်တယ်ဆိုပေမဲ့လည်းဘိုင်ယန်မြူးနစ်အသင်းရဲ့ပောက်ပွဲအားကိုတော့ရှင်းနိုင်ပွဲရမရှိပါဘူးကျွန်တော်အမြင်အရပြောမယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်ကိုဘိုင်ယန်မြူးနစ်အသင်းကအနိုင်ယူပြီးတော့ Bundesliga ချန်ပီယံအဖြစ်နဲ့ထပ်မံပြီးတော့မှမှတ်တမ်းရေးထိုးသွားလိမ့်မယ်လို့တော့ကျွန်တော်ယူဆပါတယ်ဆိုတော့ပြီးခဲ့တဲ့ဘက်ကလိုပဲဒီနေ့မှလည်းကျွန်တော်ကပွဲစဉ်၄ပွဲပေါ့နော်ပြည်သက်တွေကြီးလို့ကောင်းမဲ့ပွဲစဉ်တွေလည်းဖြစ်တယ်ဒီလိုပွဲစဉ်တွေကိုကျွန်တော်ကရွေးထုတ်ပေးသွားခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ပတ်တွေမှာလည်းကျွန်တော်ဒီလိုမျိုးပဲပေါ့နော်အပတ်စဉ်တိုင်းမှာဒီလိုမျိုးပွဲကောင်းတွေကိုကျွန်တော် match prediction အနေနဲ့သုံးသက်တင်ဆက်ပေးသွားတာမျိုးပြုလုပ်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်၄ပွဲမှာကျွန်တော်၃ပွဲလောက်ထိမှန်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီဘက်မှာလည်းကျွန်တော်ဘယ်လောက်ထိမှန်မလဲ all win လားပါလားဆိုတာကိုတော့တစ်ချက်လောက်တူကျွန်တော်တို့တွေစောင့်ကြည့်ကြတာပေါ့ဗျာဆိုတော့ဒီ view လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်